တိတဖတ်ပြန်လေပြီးမှပြည့်စုံရတဲ့အချိန်တိုင်းပဲပြည့်ကြည့်ဆိုတော့ချီးမွမ်းပါတယ်ကျွန်တော်ချင်းလေးတစ်ခုချီးမွမ်းရအောင် worship ဖွဲ့တွေကျွန်တော်တက်လာပြီပါနော်ချီးမြှောက်ရန်တိုင်းတန်ချီးမွမ်းဖို့ပဲချင်းကိုခံထိုက်တဲ့ပြန်နာမကိုလက်ထုတ်ကြည့်ချီးမွမ်းတယ်အမေပြန်ထိုင်လို့ရပါပြီရောက်ရှင်ပြန်တော့ကြည့်ပေးပါနှုတ်ကပတ်တော်ကိုကျွန်တော်တို့ဝင်ငါဖွင့်ရအတွက်ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်ကအတီးအကြောင်းကိုအနေငယ်စင်ကြယ်ဝေမျှချင်ပါတယ်တောက်ကြနေရတယ်နော်ဟုတ်တယ်နော်တောက်ကြနေညနေကကျွန်တော်ဟိုမှာအနောက်မှာရေကန်မှာကျွန်တော်ထိုင်ပြီးတော့အောင်မြူသူနဲ့စော်ကြော့တက်တီကျွန်တော်ဖူးပေးတယ်တက်တီကကြည့်လိုက်တော့မရှိဘူးဒါပေမဲ့ဟိုးအထဲမှာအရွက်တွေနဲ့ပုံပြီးတော့ဟိုဘက်ချမ်းမှာရှိနေသေးတယ်အဲ့တော့တက်တီခူးပြီးတော့ကျွန်တော်စားကြတော့ပြောဖြစ်ကြတယ်မြန်မာနိုင်ငံကအသီးတွေနဲ့ဒီထိုင်းကအသီးတွေမတူဘူးမြန်မာနိုင်ငံအသီးတွေကလေစားရင်အရသာရှိတယ်တည်မလားမွေးတယ်မြန်မာနိုင်ငံတရက်တီးတို့မြန်မာနိုင်ငံကလိုက်ချစ်တီးတို့ကစားရင်မွေးတယ်ဒီမှာရောက်လာရင်ဘာလို့မွေးတာနည်းနည်းပျောက်သွားတယ်ကစုံဥဆိုလဲအတိုင်းပဲနော်ကျွန်တော်မြန်မာပြည်ကကစုံဥဆိုလို့ရှိရင်မြေတင်းနှံ့နေနဲ့လေဟိုပြုတ်လိုက်ပြီးလို့ရှိရင်ကစုံဥတို့ပြောင်းဖူးတို့ကလေမွေးနေတာနော်နှာခေါင်းထဲမှာလေဒီမှာထိုင်းကိုရောက်လာတော့ထိုင်းကကစုံဥတို့ပြောင်းဖူးတို့စားမယ်လို့ပြုတ်ကြည့်လိုက်လို့ရှိရင်အနံ့မရချိုရင်လည်းချိုလိုက်မယ်သူတို့ကတကြားပြောင်းနေနဲ့ဆက်ထားတော့ချိုရင်လည်းချိုတယ်ဒါပေမဲ့မွေးတဲ့အနံ့မရအောင်နော်အဲဒါတော့ကျွန်တော်ပြောဖြစ်တဲ့အကြောင်းပါအတီးဒါဆိုရင်တော့အခြေပြုကျမ်းကတော့ကျွန်တော်တို့တိတုဩရစာခန်းကြီး3ကျမ်းစာထိုးပေးဖို့အတွက်လန်ထားပေးဖို့ဖြစ်ပါတယ်တိတုဩရစာခန်းကြီး3ပိုင်းငယ်14ဖြစ်ပါတယ်အခြေပြုကျမ်းကတော့အဲ့တော့အသီးအကြောင်းလေးကစင်စင်စရာဖြစ်လာတယ်ဘုရားသခင်ကလည်းကျွန်တော်တို့ကိုလေနှုတ်ကပတ်တော်ထဲမှာအသီးတွေနဲ့စကားပြောတယ်ယုံကြည်သူဘုရားခင်ကအပင်တွေနဲ့ပြောတယ်အပင်တွေကအသီးသီးရတယ်တို့အသီးမသီးဘူးတို့ဒီလိုစကားပြောတယ်အဲ့တော့ကျွန်တော်ရဲ့အသက်တာထဲမှာအသီးကသတိထားစရာယုံကြည်သူရဲ့အသက်တာမှာအသီးကစင်ကြင်စရာနဲ့ယုံကြည်သူရဲ့အသက်တာမှာအသီးကဘာသီးလဲဘာလို့မသီးတာလဲအဲ့ဒါလေးတွေစင်ကြင်ဝေမျှဖို့အတွက်ဖြစ်ပါတယ်တိတုဩရစာခန်းကြီး3ပိုက်ငယ်14ကိုကျွန်တော်တွေ့ရင်တူတူဖတ်ကြပါစို့ငါဤလူများသည်လည်းအသီးမဲ့သောသူမဖြစ်ကိုငါဤလူများသည်လည်းအသီးမဲ့သောသူမဖြစ်ကိုသုံးစရာဖို့ရှိရမယ့်အကြောင်းလို့ရေးပါတယ်အဲ့တော့အပင်တပင်ကအသီးကိုဘုရားခင်ကကိုသုံးစရာနဲ့နိုင်တယ်ဒါကတော့ရှင်ဘောလူပြောထားတာကရေတီကျွန်းဆိုတဲ့နေရာမှာတိတုဆိုတဲ့သူ့ရဲ့လုပ်ဖို့ဆောင်ဘက်ရှိတယ်တိတုဩရစာကိုရေးရခြင်းကတိတုစီတူရေးတယ်တိတုကအဲ့ဒီကျွန်းမှာရှိတဲ့အများစွာသောအသင်းတော်တွေကိုတင်းအုပ်တဲ့လူတွေအဲ့ဒီအသင်းတော်တွေကိုကြီးစုတဲ့ခေါင်းဆောင်တွေကိုမွေးထုတ်နေတဲ့တင်နန်းဆရာပေါ့ပြောမှဆိုတော့ဆရာတယောက်ဖြစ်တယ်အဲ့လိုဆရာတယောက်ဖြစ်တဲ့တိတုစီကိုတိမောသေရှင်ဘောလူကစာရေးတယ်သူ့ရဲ့တပည့်စီငါရဲ့လူတွေတဲ့အဲ့ဒီရဲ့ကရေတီကျွန်းမှာရှိနေတဲ့ယုံကြည်သူတွေကအသီးမဲ့တဲ့သူမဖြစ်ဘူးလို့ကျမ်းစာရေးပါတယ်ယုံကြည်သူတွေမှာအသီးမဲ့တဲ့သူမဖြစ်ဖို့ရန်အတွက်တဲ့ဘာလို့ခိုင်းလဲငါဤလူများသည်လေအသီးမဲ့တော်သူမဖြစ်အသီးမဲ့တယ်ဆိုတာအသီးမရှိဘူးအသီးတီးချိန်ရောက်နေပြီဒါပေမဲ့အသီးမရှိဘူးအသီးမဲ့တယ်အသီးမဲ့တော်သူမဖြစ်ကိုသုံးစရာအဖို့ရှိရမည်အကြောင်းတဲ့ကိုသုံးစရာအဖို့အသီးကကိုသုံးစရာလို့ပြောပါတယ်အဲ့တော့အသီးဆိုတဲ့အရာကတကယ်တော့အပင်ကအသီးကိုတီးတယ်အသီးကိုစားတယ်လူကစားရင်စားမယ်မစားရင်တိရစ္ဆာန်တွေကခူးစားမယ်အဲ့တော့ဒီနေရာမှာကျမ်းစာကရှင်ဘောလူကအသီးကကိုသုံးစရာဖို့လို့ပြောပါတယ်အပင်မှာရှိတဲ့အသီးကတော့တပါးသူတွေအတွက်ပေးတာဒါပေမဲ့ယုံကြည်သူရဲ့အသီးကကြတော့ကိုသုံးစရာအဖို့လို့ကျမ်းစာကရေးပါတယ်ရှင်မာကုခရစ်ဝင်ကိုကျွန်တော်ကြည့်လို့ရှိရင်တခင်ယေရှုကဗေဒနိရွာကနေပြန်လာပြီးတော့တင်မောတပန်းပင်တပင်ကိုတွေ့တယ်တခင်ယေရှုဗိုက်စာနေတော့တင်မောတပန်းပင်တပင်ကိုတွေ့တော့ဟာဒီအချိန်ကအတီးတွေခူးလိုက်တဲ့အချိန်စွတ်လိုက်တဲ့အချိန်မဟုတ်သေးဘူးမဟုတ်သေးတော့အသီးကိုတွေ့မလားဆိုပြီးတော့တင်မောတပန်းပင်မှာအသီးကိုလိုက်ရှာတော့အရွက်တွေပဲရှိတယ်အရွက်တွေဝေဆဆာရှိနေပြီအသီးမရှိတဲ့တင်မောတပန်းပင်ကိုတွေ့တဲ့အခါမှာတခင်ယေရှုကအသီးတီးရမယ့်အချိန်ဒါပေမဲ့အသီးကိုမပေးတဲ့ဒီအပင်ကလုံးဝအသီးမတီးစေနဲ့လို့တခင်ယေရှုကချိန်လိုက်တယ်တဲ့
ရှင်မာကုခရစ်ဝင်ခန်းကြီး7ကိုလမ်းပေးပါအဲ့ဒါလေးကိုကျွန်တော်အောက်မှာနည်းနည်းလေးကြည့်အောင်အသီးယုံကြည်သူတွေကတဲ့အသီးမဲ့တဲ့သူမဖြစ်ဘူးတဲ့အသီးရှိရမယ်တခါလေယုံကြည်သူတွေအသက်တာကအရွက်ဆိုတဲ့အခိုင်းဆိုတဲ့ဝေစားတဲ့အရာတွေရှိတယ်အစင်ပြေတာတွေစုတောင်းပြည့်တဲ့အရာတွေမိသားစုနဲ့ဝမ်းမြောက်စရာအချိန်စုံလင်တဲ့အရာတွေကျွန်တော်ရှိနေတယ်လို့နဲ့အသီးဆိုတဲ့တကယ်တီးရမယ်အပင်ရဲ့ဂုံရင်ကာရက်လို့ပြောမလားအသီးဆိုတာကအပင်ရဲ့ဂုံရင်ကာရက်အရွက်တွေဘလောက်လာအဲ့ဒီအပင်ကအသီးကိုမပေးဘူးဆိုရင်အဲ့ဒီအပင်ကအပင်ဖြစ်ခြင်းအကျိုးမရှိဘူးပေါ့အရွက်တွေတော့လာတယ်လူလောကကြီးထဲမှာယုံကြည်သူဘုရားသားသမီးတယောက်ကအစင်ပြေနေထိုင်သွားဖို့နဲ့လောကကြီးမှာကျွန်တော်နေနိုင်စားနိုင်အလုပ်အစင်ပြေယုံလောက်ထက်ပိုတဲ့အသီးတွေကိုဘုရားခင်ကမြင်ခြင်းတယ်အသီးဒါဆိုရင်တော့ကျွန်တော်ဘာလို့အသီးမဲ့လဲဆိုတဲ့ຢာတွေကိုဆက်ဆင်ခြင်းဖို့ဖြစ်ပါတယ်ဒါပေမဲ့ရှင်မာကုခရစ်ဝင်လေးကိုနည်းနည်းကြည့်အောင်ကျွန်တော်ရှင်မာကုခရစ်ဝင်ခန်းကြီး7အပိုင်ငယ်7လောက်မှာဖတ်ကြည့်ပါအောင်နတ်ဖြန်နေ့၌ဘေဒနိရွာမှပြန်ကြစဉ်တွင်စာမွတ်တော်မူ၏အရွက်နှင့်ပြည့်စုံသောတင်းဘောတဖန်းပင်ကိုအဝေးကနေတင်းဘောတဖန်းပင်တစ်ပင်ကိုယေရှုကအဝေးကနေလမ်းတွေ့တယ်သူကဘာနဲ့ပြည့်စုံလဲအရွက်သူကဘာနဲ့ပြည့်စုံလဲအရွက်ယုံကြည်သူဘုရားသားသမီးတယောက်ရဲ့အသက်တာမှာအရွက်ပဲရှိနေတဲ့အသက်တာတွေတစ်ခါလေးဖြစ်နေအရွက်ကအပင်ရဲ့ရွေချက်မဟုတ်အပင်ရဲ့ရွေချက်ကဘာဖြစ်မလဲအသီးဖြစ်ပါတယ်အပင်ရဲ့ရွေချက်ကအသီးပါအဲ့ဒီအသီးမှာအဆီရှိတယ်အသီးတီးလာတဲ့အခါမှာတရိษံတဲ့လူတွေကစားဖို့အကျိုးပြုတယ်ပြီးရင်အဆီကနောက်ထပ်တစ်ပင်ထပ်ပွားဖို့အသီးကအရေးကြီးတယ်အရွက်တွေအကိုင်းတွေဘယ်လောက်လာပါဘာကအရေးကြီးလဲအသီးကအရေးကြီးပါတယ်အဲ့တော့တခင်ယေရှုကတင်မောတဖန်းပင်ကိုကြီးလိုက်တယ်တင်မောတဖန်းပင်ကအရွက်တွေဘာလုပ်လဲဝေးစားနေတယ်အဝေးကမြင်လဲတင်မောတဖန်းဒီစွတ်ချိန်ရောက်စွတ်တော်ချိန်ကာလမရောက်သေးတော့ကြောင့်အသီးတွေခူးတဲ့အချိန်မဟုတ်သေးဘူးအသီးခူးတဲ့အချိန်မဟုတ်သေးတဲ့အတွက်အသီးတွေမဲ့ကြွေတဲ့အချိန်မဟုတ်သေးတဲ့အတွက်အသီးရှိမယ်လို့တခင်ယေရှုကမျှော်လင့်တယ်ဒီချိန်ကအသီးတွေမဲ့ပြီးမှလူတွေခူးလိုက်တဲ့အချိန်မဟုတ်သေးဘူးအဲ့တော့ဘာရှိမလဲအသီးရှိမယ်မျောလင့်ပြီးတော့အပင်နောက်ရောက်သွားတယ်ထိုပင်၌မရောက်သေးသောကြောင့်ထိုပင်၌အသီးကိုတွေးကောင်းတွေးလိမ့်မည်ဟုကြွားသွား၍ရောက်သောအခါအရွက်ကိုသာတွေးတော်မူသည်ရှိတော်ချစ်တော်မိတ်ဆွေအခင်ယေရှုကအသီးအဲ့ဒီအသီးကနောက်ထပ်တစ်ပင်ထပ်ပြီးမှပွားဖို့အဲ့ဒီအတီးကတရိษံနဲ့လူတော်တွေအတွက်အသက်ရှင်စရာနဲ့စားစရာကိုပေးဖို့အပင်ရဲ့ရွေချက်ဖြစ်ပါတယ်ဒီတင်ယုံကြည်သူဘုရားသားသမီးတယောက်ဖြစ်တာကလောကကြီးမှာနေမယ်ထိုင်မယ်စားမယ်တောက်မယ်ရှာမယ်ဖွေမယ်ရုံးမယ်ကံမယ်ဆိုတာထက်ပိုပါတယ်အဲ့ဒီထက်ပိုတယ်အဲ့တော့အသီးမဲ့တဲ့သူမဖြစ်ရဘူးလို့ခုနရှင်ပေါလုကလည်းပြောတယ်ငါလူတွေကအသီးမဲ့တဲ့သူမဖြစ်ရဘူးအဲ့တော့တခင်ယေရှုကလည်းတင်မောတဖန်းပင်နာကိုရောက်လာတဲ့ခါမှာဒီချိန်ကအတီးတီးတဲ့ချိန်ပဲတဲ့ဘိုက်လက်စာနေပြီတခင်ယေရှုကတရားပတ်ဟောတော့ဗေဒနိရွာနေပြန်လာတဲ့လမ်းကြီးဆိုတော့ဘိုက်စာနေလမ်းမှာဘိုက်စာတော့တင်မောတဖန်းပင်တွေ့တာနဲ့အတော်ပဲဆိုတော့အရွက်တွေဝေစာနဲ့ဆိုတော့အတီးလည်းရှိမယ်တဲ့နေဆိုပြီးတော့သွားကြည့်တဲ့ခါမှာအတီးမရှိဘူးရွက်ပုံတီးလည်းမရှိဘူးအပင်မှာဘာတီးရှိလဲရွက်ပုံတီးရှိတယ်ရွက်ပုံတီးတွေကတခါကျအရွက်နဲ့ဘာလုပ်နေလဲဖုံးနေတာဟာအတီးမရှိဘူးထင်သွားလိုက်တာကြော်သွားလိုက်တာမနေ့ကလို့ပေါ့ကျွန်တော်အောက်နေထိုင်ကြည့်တော့ဟာတောက်ကြနေရလို့တည့်တည့်မရှိဘူးအဲ့နဲ့ကွာမေသူကစောကြော့နိုးပြီလားပြီးသားဆိုစောကြော့ရောက်လာတော့တက်လိုက်တာတည့်တည့်တထုတ်ကြီးရရွက်ပုံတီးရှိတယ်အရွက်တွေထဲမှာဘာလုပ်နေလဲပုံးနေတဲ့တီးရှိတခင်ရွှေအဲ့ဒီသင်္ဘောတစ်ဖန်းပင်ကိုကြည့်တော့အဲ့လိုမျောလင့်တယ်အဝေးကနေကြည့်အရွက်တွေဆိုတော့သူများနည်းနည်းခူးစားတယ်ဆိုတော့အရွက်ပုံတီးများဘာလုပ်မလဲရှိမလားဆိုတော့အနားကိုကတ်လာတဲ့ခါမှာအပင်ကိုရှာတော့အပင်မှာဘာကိုမတွေ့ဘူးလို့ပြောလိုက်အသီးကိုမတွေ့ဘူးအသီးချစ်တော်မိတ်ဆွေအသီးဗျအဲ့တော့ယေရှုကအသီးကိုမတွေ့တော့ယေရှုကဘာပြောလိုက်လဲ14မှာယခုမှစ၍အစင်မပြတ်တင်ဤအသီးကိုအဘယ်သူများမစားစေနှင့်ဟုမိန့်တော်မူ၏တပည့်တော်တို့ကြည်လေစားကြတယ်အဲ့တော့တခင်ယေရှုဘာပြောလိုက်လဲဘယ်တော့မှ
မတီးနေတော့တီးချိန်တန်နေတဲ့ခါမှာမတီးတာကိုတခင်ယေရှုသိတော့ဘယ်လိုပြောလိုက်လဲဘယ်တော့မှမတီးနေတော့တခင်ယေရှုအဲ့ဒီအရာကိုပြောချင်ခြင်းကအဲ့အပင်ကိုစိတ်ဆိုးပြီးမှပြောတာမဟုတ်ကျွန်တော်လည်းထပ်ပြောပါမယ်တစ်တော့ပေါ်မှာတမန်ကျမ်းစာနဲ့ယုံကြည်သူခရစ်ယာန်တွေကိုနည်းနည်းဝေဖန်ပြီးမှလုပ်တဲ့တခြားဘာသာတွေကကျမ်းစာကိုဖတ်တယ်သူကကျွန်တော်တို့တောင်ကျမ်းစာကိုပုံမှန်မဖတ်ဘူးနော်ဖခင်ကိုတိုက်ခိုက်ခြင်းတဲ့လူတွေကကျမ်းစာဘာလုပ်လဲဖတ်တယ်ဖတ်တော့ဒီအကြောင်းအရာကိုတွေးတော့သူကပြောတယ်မင်းတို့ယေရှုရတယ်ချစ်ချင်းမေတ္တာရှင်ပြောရတော့တယ်တင်မောတဖန်းပင်မှာအတီးမတွေ့တာလေးနဲ့ဘာလုပ်လဲစိတ်ဆိုးမှန်ဆိုလဲတင်မောတဖန်းပင်ဘာလုပ်လဲချိန်ဆဲပလိုက်တာတဲ့ဘယ်မှာလဲမြစ်တာတဲ့ဒါလည်းပြောတော့နော်သူပြောတဲ့အတိုင်းလည်းမှန်တယ်တကယ်စိတ်ဆိုးတာဒါပေမဲ့တခင်ယေရှုပြောချင်တဲ့အရာရှိလားရှိတယ်တခင်ယေရှုပြောချင်တဲ့အရာရှိလားရှိတယ်တခင်ယေရှုပြောချင်တဲ့ရည်ရွယ်ချက်ကအဲ့တစ်ပင်ထက်အရေးကြီးတယ်အဲ့တစ်ပင်ထက်အရေးကြီးတဲ့ယုံကြည်သူဘုရားသားနည်းတပည့်တော်တွေရဲ့အသက်တာကိုပြောချင်တယ်တစ်ပင်ကဘာမှမဟုတ်တစ်ပင်ကလူထက်အရေးမကြီးဘူးလူကိုတင်ဖို့ရှိလားရှိတယ်လူကိုဘုရားခင်တင်ခြင်းနေတယ်ကြည့်ဒီအပင်ကအတီးတီးချိန်ရှိနေပြီတဲ့အရွက်တွေတော့ဝေးစားနေတယ်ငါနားကိုရောက်လာတော့အတီးမတွေ့ဘူးအဲ့တော့ဘယ်တော့မှဘာမလုပ်နဲ့တော့လဲမတီးနဲ့တော့စိတ်ဆိုးပြီးမှအဲ့အပင်ကိုချိန်လိုက်တယ်အဲ့တော့20နဲ့တစ်နာလောက်ပြန်သွားကြည့်အောင်20အခန်းကြီးအခန်းငယ်20အခန်းငယ်20ဘာပြောလဲတင်ဘောတပန်းပင်သည်အမြင့်မှစ၍တွေးချောက်လျက်ရှိသည်ကိုမြင်တယ်။နောက်နေ့နဲ့တော့တပည့်တော်ရင်လည်းအဲ့ဒီလမ်းကိုပြန်ဖြတ်တယ်။ပြန်ဖြတ်တော့မနေ့တော့တခင်ယေရှုချိန်လိုက်တဲ့တင်ဘောတပန်းပင်ကဘာလုပ်လဲ။တွေးချောက်သွားတယ်။လုံးဝမတီးနဲ့တော့လို့ပြောတော့အပင်ကတည်ပြီးတည်သွားတယ်။အဲ့ဒါကိုတွေးတဲ့အခါမှာအမြင့်မှစ၍ဘာလုပ်နေလဲ။တွေးချောက်လျက်ရှိသည်ကိုမြင်ကြတယ်။အပင်ကိုအမိတ်ပေးလို့ရလားလို့ပြောရင်လေယူကြောင်ဆန်တယ်လို့တော့ကျွန်တော်ထင်တယ်နော်ဒါပေမဲ့လိလာစမ်းတတ်တဲ့လူတွေကဒီကျမ်းစာကိုယုံလို့တော့မဟုတ်ကောင်းတဲ့စကားကိုပြောရင်တစ်ပင်ကတော့ခံစားတတ်တယ်ဆိုတော့ကိုလူတွေကစမ်းကျင်တော့လူတွေကစမ်းတတ်တယ်ရေထဲမှာတစ်ပင်ကိုစိုက်ထားတယ်ဒီရေပဲဒီမြေဩဇာပဲဒီအပင်ပဲနှစ်ပင်စိုက်ထားတယ်ဒီဘက်ကတပင်ကိုတော့နေ့တိုင်းမကောင်းပြောတာတေးပါနင်ကတေးပါနင်ကဘာနင်ကကောင်းတဲ့အပင်မဟုတ်နင်ကပုတ်မှာပွားမှာလို့ပြောတယ်ဒီဘက်ကအပင်တော့ဘာပြောလဲဆိုရင်နင်ကနင်ကတန်ဆန်းမှာနင်ကအတီးတီးမှာနင်ကအပင်ကြီးလာမှာဘာညာပြောတယ်အဲ့ဒီအပင်နှစ်ပင်တတိယတိုင်းအဲ့လိုမျိုးလှုပ်ပြီးတော့ပြောပြီးမှသူတို့ပုံမှန်နှစ်ခုလုံးပုံမှန်ရေလောင်းတယ်ပုံမှန်မျိုးစာထည့်တယ်ဒါပေမဲ့အဲ့ဒီလိုအပင်နှစ်ခုကိုအဲ့လိုတစ်ဖက်ကိုတော့မကောင်းတဲ့ဟာပြောပြီးတော့တစ်ဖက်ကိုတော့ကောင်းတာပြောပြီးမှဆန်းတဲ့ခါမှာတဲ့အဲ့ပင်နှစ်ပင်ကြီးလာတဲ့ခါမှာတကယ်ဟုတ်တယ်ဒီဘက်အပင်ကလေပိန်ချုံနေပြီးတော့အတီးမတီးပဲနဲ့ညှိုးနွမ်းတဲ့အပင်ဖြစ်သွားတယ်အပင်ဖြစ်နေကြီးလာတယ်ဒီဘက်ပင်ကတော့ဘာလို့လဲဝေစာနဲ့ပုံမှန်ကြီးထွားပြီးတော့အတီးတီးတယ်တကယ်ရှုပြောတဲ့စကားတက်ရောက်မှုရှိလားမရှိလားဆိုတဲ့အရာကိုလူတွေကသိပ္ပံနီးမကြအောင်လို့ထင်တယ်ဒါပေမဲ့လူတွေစမ်းတဲ့အခါမှာအခုစမ်းတဲ့အခါမှာတကယ်ဖြစ်လာတစ်ပင်တွေကကြားတတ်တယ်ခံစားတတ်တယ်အောင်လို့ချက်နံဝိညာဉ်ပဲမရှိတာတစ်ပင်တွေမှာလည်းအသက်ရှိလားအသက်ရှိတယ်တစ်ပင်တွေမှာလည်းဘာရှိလဲအသက်ရှိတယ်အသက်ဆိုတဲ့အရာခံစားတာနဲ့တွဲထားတာဟုတ်ပူတာအေးတာကိုခံစားတတ်တဲ့အရာကအသက်ပြတာကျွန်တော်လူမှာဘာရှိလဲခန္ဓာစိတ်ဆိုတဲ့အသက်စိတ်ဆိုတာဘာကိုပြောရလဲအသက်ခံစားသိမြင်တဲ့အသက်အဲ့ဒီအသက်နဲ့ဘာရှိတယ်လဲအဲထဲမှာနာမ်ဝိညာဉ်ဆိုတဲ့ဘုရားကိုအထူးသိတဲ့ဝိညာဉ်ရှိတယ်အဲ့တော့တစ်ပင်နေနဲ့တိရစ္ဆာန်တွေမှာဘာရှိလဲစိတ်ဆိုတဲ့အသက်ရှိတယ်အဲ့တော့သူတို့လည်းပြောရင်ပြောတဲ့အတိုင်းသူတို့မှာတက်ရောက်မှုဘာလို့လဲခံစားနိုင်အဲ့တော့ဒီနေရာကတော့ကျွန်တော်တို့နည်းနည်းဘူးဘူးတအနေနဲ့ပြောတာဖြစ်ပါတယ်တခင်ယေရှုကအပင်ကိုပြောလိုက်တဲ့အရာနောက်နေ့မှာအပင်ကအမြစ်ကနေစပြီးဘာလို့လဲတွေးချောက်သွားတယ်ပုံမှန်လူတွေရဲ့စကားတော်မှာခုနကစမ်းတက်မှုရတစ်ပင်ဒီပေါ်မှာအကျိုးတက်ရောက်တယ်ဆိုရင်တော့ဖန်ဆင်းရှင်ဘုရားခင်ရဲ့စကားကတခွန်းပဲအတီးနဲ့နောက်နေ့မနက်လာတော့ဘာလို့လဲတွေးချောက်သွားတယ်ယုံကြည်ခြင်းဆိုတာဖယားစကားယုံကြည်ခြင်းဒီကြားနာခြင်းချင်းအဖြစ်ဖြစ်ကြားနာခြင်းဒီလေဖယားတခင်စကားတော်အဖြစ်ဖြစ်ယုံကြည်ခြင်းကဘယ်ကနေလာလဲယုံကြည်ခြင်းကဘယ်ကနေလာလဲကြားနာတဲ့အရာလဲဘာလဲဖယားစကားကိုကြားရင်ဖယားပေါ်မှာယုံလာတယ်တင်ဖယားစကားကိုမကြားရင်တင့်ယုံကြည်ခြင်းကတခြားတွေအရာတွေပေါ်မှာရောက်လာတယ်
ကိုယ့်ရဲ့ငွေကြေးကိုယ့်ဘဏ်ကိုယ့်အလုပ်ကိုယ့်ရဲ့ပကံစက်ခွန်ပြောမှကျွန်တော်မိုးအေးပကံစက်ခွန်ခွဲတဲ့အခါမှာကြီးစွာပဲနော်6000 8000ကျတဲ့ဟာကိုတပြားမှမကုန်ဘဲနဲ့ခွဲရတဲ့ခွင့်ဘုရားပြင်ဆင်ပေးကျွန်တော်ပတ်စံတော့ရှင်းတဲ့အခါမှာလေရင်နေတထိတ်ထိတ်နဲ့ကင်ထားတဲ့ပတ်စံအေးကသူ့ပတ်စံအေးကျွန်တော်ပတ်စံအေးမဟုတ်ရင်ကတထိတ်ထိတ်နဲ့ဘယ်လောက်ပေးရမလဲစိုးရင်လေပကံစက်ခွန်ပဲနည်းနည်းဆက်ပြောမယ်ကျွန်တော်ယုံကြည်သူတွေပကံစက်ခွန်မိအောင်လုပ်ထားပါအလုံးလုံးနေတဲ့လူတွေရောပြဿနာမရှိဘူးအလုံးမလုံးတဲ့လူတွေကစုံစမ်းပါကျမ်းမာရေးပကံနေဈေးတော်ရင်ဝယ်ပါဖျားခင်ကျမ်းမာခြင်းတော့ပေးပါတယ်ဒါပေမဲ့ဖျားခင်ရဲ့မှားဆခြင်းကအဲ့ဒီထဲမှာလဲဘာလို့လဲရှိတယ်တိုင်းရေးပြည်ရဲ့အုပ်ချုပ်ပုံတွေအားဖြင့်လဲဖျားကျွန်တော်တို့ကိုထောက်ပံ့တာပဲလေထောက်ပံ့တဲ့အခါမှာဖျားခင်ရဲ့ထောက်ပံ့ခြင်းပဲယူမယ်ကွာလူတွေထောက်ပံ့ခြင်းမယူဆိုတော့အဲ့လိုမျိုးပကံနေမလုပ်ဘဲနဲ့ကျွန်တော်လဲအဲ့ဒါစဉ်းစားမိလာတော့ကြော်လဲမှုတော့ဆောင်ဆိုတော့အလုံးမရှိဘူးလေလုံးမရှိတော့ဒါပေမဲ့ကျွန်တော်ပကံကိုတခုခုကျွန်တော်စဉ်းစားမယ်နီလန်းနေပေါ့နော်နီလန်းစဉ်းစားပြီးတော့ကျွန်တော်လှုပ်ဆောင်ပေါ့6000လေးရုပ်တရက်ဆိုတော့မှတော့ရှာမယ်နော်ပကံရဲ့အကျိုးကျေးဇူးပေါ့နော်โอเคအဲ့ဒါတော့ဘယ်လိုပြောရင်းနဲ့အဲ့ကိုရောက်သွားလဲမသိဘူးကျန်းစာလေးပြန်သွားရကျန်းစာပဲနားမှာလဲခုနကတော့အဲ့တော့ချိန်လိုက်တဲ့ခါမှာတကယ်ဖြစ်သွားလားဖြစ်သွားတယ်ယေရှုခရစ်တော်ကလေတင်မောတဖန်ပင်ကိုပြောချင်တာမဟုတ်ဘူးခရစ်တော်ကတင်မောတဖန်ပင်ကိုပြောချင်တာမဟုတ်ဘူးသူ့ရဲ့ယုံကြည်သူတွေကိုတင်ချင်တာယုံကြည်ခြင်းဆိုတာပါလေဖခင်ရဲ့စကားယုံကြည်ခြင်းဒီကြားနာခြင်းဒီလေဖခင်ရဲ့စကားတင်နေ့တိုင်းအပတ်တိုင်းတင်ပါကြားဖို့ကြိုးစားတယ်ဒီနေ့မနေ့လည်းပြောသွားတယ်ယခုကာလကဖခင်ရဲ့စကားကိုကြားပြီးမှအသက်ရှင်ရမယ့်ကာလတေလွန်တော်တူတို့တဲ့သင်ကယေရှုခရစ်တော်နဲ့လက်ဝါးကတိုင်မှာတေခံပြီးပြီလားတေခံပြီးပြီလားတေယေရှုနဲ့လက်ဝါးကတိုင်မှာအသေးမခံမချင်းဖရာသခင်ရဲ့ကယ်တင်ခြင်းမရှိသေးဘူးတင်အမေပေးတဲ့အသက်နဲ့လူတဘာဝပေးလာတဲ့ခန္ဓာကိုယ်အသက်နဲ့ပဲရှင်နေတာဖရာပေးထားတဲ့အသက်နဲ့ဖရာနဲ့ပြန်မချိတ်ဆက်မိသေးဘူးအဲ့ဒါကဘာသာတရားနဲ့မဆိုင်ဘူးတင်ခရစ်ယာန်ဖြစ်တာနဲ့မဆိုင်ဘူးတင်ဗုဒ္ဓဘာသာဖြစ်တာနဲ့မဆိုင်ဘူးတင်မွတ်စလင်ဖြစ်တာနဲ့မဆိုင်ဘူးတင်ဟိန္ဒူဖြစ်တာနဲ့မဆိုင်ဘူးတင်နတ်စားဖြစ်တာနဲ့မဆိုင်ဘူးအဲ့ဒါကမွေးလာကလေးကနေအသက်ရှင်တဲ့ဖခင်နဲ့အချိတ်ဆက်ရဖို့ကထိုသူဆိုတဲ့ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံခြင်းယေရှုခရစ်တော်လွန်ခဲ့တဲ့နှစ်ပေါင်း2025တော့လက်ဝါးကတိုင်းပေါ်မှာတေတုံးကကျွန်တော်လည်းခရစ်တော်နဲ့အတူဘာလုပ်သွားပြီလဲတေသွားပြီဒါပေမဲ့အသက်ရှင်သေးတယ်အခုအသက်ရှင်နေတာကဘုရားသခင်ရဲ့သားတော်ယေရှုခရစ်တော်အားဖြင့်ဖြစ်တယ်တေလွန်ပြီးသွားတဲ့လူတွေကဘာအားဖြင့်အသက်ရှင်ရမလဲဆိုဘုရားစကားကြားခြင်းအားဖြင့်အသက်ရှင်ရမယ့်ကာလကအခုနဲ့မနေ့တော့ကျမ်းစာဘယ်တော့လဲအခုဘေးနားလို့ပြောလိုက်အခုအာမင်ကျွန်တော်စကားပုံတွေမှာရှိတယ်လေငယ်တဲ့ခါမှာတော့ပညာရှာအရွယ်ရောက်လာတဲ့ခါမှာတော့ဥစ္စာရှာအသက်ကြီးတဲ့ခါမှာတော့တရားရှာယုံကြည်သူမှာတော့အဲ့လိုမဟုတ်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့ခါမှာသင်ရသိရတော့ပြီခရစ်တော်နဲ့တူဘယ်မှာတည်ပြီးပြီလဲလက်ဝါးကတိုင်မှာတည်ပြီးပြီကျွန်တော်ကအပြစ်သားမဟုတ်ပါဘူးဆိုတဲ့အရာကိုယေရှုနဲ့အတူလက်ဝါးကတိုင်ပေါ်မှာအသေးခံပြီးပြီလို့ဖခင်ကမြင်တယ်ခရစ်တော်အပြင်သင်ကိုဘာလုပ်လဲမြင်တယ်ဒီခရစ်တော်အပြင်လက်ဝါးကတိုင်ပေါ်မတက်ဘူးဆိုရင်သင်ဟာတင်ဘယ်ပါတာဖြစ်ဖြစ်သင်ကောင်းတာလှုပ်မလှုပ်ဖခင်နဲ့ဘာလုပ်နေလဲအဆက်ပြတ်တယ်ဖခင်နဲ့ဘာလုပ်နေလဲအဆက်ပြတ်သင်ရဲ့အထဲကဩသပဆိုတဲ့နာဝိညာဉ်ဆိုတဲ့အထူးသိတဲ့သိချင်းတွေကနေသိရမယ်ဖခင်အဲ့ဒီရဲ့သိချင်းထဲမှာဝင်ကျင်းဖို့ပြီးမှတင့်ကိုစကားပြောနိုင်တဲ့ဖခင်နဲ့တင်ဘာလုပ်နေလဲအဆက်ပြတ်အဲ့ဒါကိုပြန်ရဖို့ခရစ်တော်ကိုလိုအပ်တယ်အဲ့တော့ခရစ်တော်ကိုရပြီးသွားတဲ့သူကအဲ့ဖခင်ရဲ့စကားကိုကြားပြီးအသက်ရှင်ရမယ့်ကာလကယခုရှင်ယောဟန်လေးကိုကျွန်တော်နည်းနည်းကြည့်ရအောင်ရှင်ယောဟန်လေးကိုနည်းနည်းပြောပြီးအဆုံးသတ်မယ်နိုင်ဝက်ပြည့်ဖို့9မိနစ်လိုသေးတယ်နော်ဆရာဂတိမတီးဘူးဆိုတော့အကြည့်နဲ့မကြည့်နဲ့ရှင်ယောဟန်ခန်းကြီး15လေးကိုနည်းနည်းကြည့်ပြီးဆုံးသက်ရအောင်အဲ့တော့အသီးမဲ့တဲ့အချိန်ကာလကျွန်တော်မှာရှိတယ်ဒါပေမဲ့ခရစ်တော်ကျွန်တော်ကိုရွေးနှုတ်ကယ်တင်တဲ့ဘုရားကကျွန်တော်ကိုအသီးများရှိမလားလို့ကြည့်နေတယ်အရွက်တွေတော့ဝေစားလာတယ်ပုံမှန်ဖျားကြောင်းတက်တာဖြစ်နိုင်တယ်လူကောင်းတယောက်လိုတင်နေထိုင်တာလည်းဖြစ်နိုင်တာပဲခရိယန်ယုံကြည်သူဖြစ်ပြီးမှမဆိုးမသွမ်းပဲရှိနေတာလည်းဖြစ်နေနိုင်တာပဲ
အဲ့ဒါကအရွက်တွေအခက်တွေလာတော့လာတယ်ဒါပေမဲ့တခင်ယေရှုတကယ်လိုချင်တာကအပင်ရဲ့အဓိကရွေချက်ဖြစ်တယ်ဗာလေအသီးအဲ့ဒီအသီးကပဲစားစရာသူများကိုပေးနိုင်တယ်ပြီးရင်နောက်ထပ်တပင်ထက်ဖြစ်လာဖို့အဲ့ဒီအသီးကနေစားတယ်အာမင်တင့်အသက်တာမှာအသီးကအရေးကြီးတယ်လို့ဘုရားကယဉ်ညွှန်းတယ်အသီးတီးဖို့အဲ့တော့တခင်ရှုပြောတဲ့ຢာလေးကို15လေးမှာကျွန်တော်နည်းနည်းကြည့်အောင်အခန်းကြီး15ပိုင်းငယ်1ငါသည်မှန်သောစပြည့်နွယ်ပင်ဖြစ်၏ငါခမဲတော်သည်လည်းဥယျာဉ်ဆောင်ဖြစ်တော်မူ၏ယခုပင်ရှင်းလင်းလျက်ရှိကြ၏ခဏလေးကြည့်အောင်တခင်ယေရှုကအသီးတီးခြင်းနဲ့ပြောတဲ့အရာတွေကအဓိပ္ပာယ်ရှိတယ်အဲ့တော့တခင်ယေရှုကပြောတယ်ငါကမှန်သောပါတယ်လေစပြည့်နွယ်ပင်ငါကမှန်သောစပြည့်နွယ်ပင်ငါကမှန်သောစပြည့်နွယ်ပင်ငါကတင့်ရဲ့အသက်ထာဝရအရှင်ဖန်ဆင်းရှင်မှန်သောစပြည့်နွယ်ပင်ဆိုအဲ့ဒါကိုပြောတာတခြားပင်တွေရောရှိလားရှိတယ်တခြားသောကိုးကွယ်ယုံကြည်စရာတကူးကြီးတဲ့ဖရားတွေလောကမှာရှိလားရှိတယ်အများကြီးပဲဒါပေမဲ့သခင်ယေရှုကသူ့ကိုယ်သူဘာပြောလဲဆိုရင်ငါကမှန်သောစပြည့်နွယ်ပင်ငါကတင့်ရဲ့အရင်အမြစ်ငါကတင့်ကိုဖန်ဆင်းတဲ့တင့်ဝိညာဉ်လာရာလမ်းကြောင်းအစစ်အမှန်ဖြစ်တယ်လို့ဆိုလို့အဲ့တော့ငါကမှန်သောစပြည့်နွယ်ပင်ငါခမဲတော်ဒီဥယျာဉ်ဆောင်နဲ့ငါ၌အတီးမတီးတော့အခက်ရှိသမျှတို့ကိုခုတ်ပစ်တော်မူ၏ခုတ်ခြင်းကြောင့်အဲ့တော့အပင်ကိုခုတ်တဲ့အကြောင်းအရာကိုကျမ်းစာထဲမှာကျွန်တော်ကြည့်နှမျိုးတွေ့ရတယ်အပင်ကိုခုတ်ပြီးမှမီးထဲချတဲ့အပင်ရှိသလိုဒီနေရာကအပင်ကတော့ပါ၍တီးဖို့ခုတ်ထွင်ရှင်းလင်းတယ်ဒါဆိုရင်တော့ပထမတစ်ချက်အတီးတာ၍တီးဖို့အတွက်အပင်ရဲ့အခက်တွေကိုမလုပ်ဖို့လို့လေခုတ်ထွင်ရှင်းလင်းဖို့တာ၍တီးဖို့အခက်တွေကိုမလုပ်ဖို့လို့လေခုတ်ထွင်ရှင်းတယ်တချို့တော့အခက်တွေကိုကျွန်တော်တို့ထိတ်ကလေးတွေကိုပိုင်းထားလိုက်ရင်တွတ်တူအညောက်အားပူထွက်လာပြီးမှအတီးမလုပ်လေပိုသီးတယ်အပင်စိုက်ဖို့တဲ့လူတွေသိတယ်နော်ကျွန်တော်အကိုင်းလေးတွေမလုပ်ပြရလေကျွန်တော်တိပေးရတယ်နော်တိပေးရတယ်ခုတ်ထွင်ရှင်း6တဲ့ဟာတွေကိုရှင်းလင်းအဲ့ဒါရှင်းလင်းတာလေ6သွားတဲ့ຢာတွေကိုမလုပ်လေချိုးပြစ်မီးထက်မီးဆိုင်ပြီးတော့အတီးတီးမဲ့အကိုင်းတွေဆိုရင်နည်းနည်းမလုပ်လေခုတ်ထင်ပြီးမှသူ့ကိုမလုပ်ပြီးလဲဆိုရင်နည်းနည်းတပြီးလိုက်တပြီးလိုက်ရင်နောက်ချိန်ကျရင်သူ့ရဲ့ပင်စီတွေကအာဟာရတွေသူစုပ်ယူပြီးတခြား6တဲ့အကိုင်းတို့အတီးမတီးမဲ့အကိုင်းတို့အပူတွေထဲကိုသူမသွားရတော့တဲ့ခါကျတော့ရှိနေတဲ့အကိုင်းထဲမှာအာရင်အပြည့်ဝရောက်ပြီးမှအတီးပို့ပြီးတော့ဘာလုပ်လဲပို့သီးတယ်အဲ့ဒါအပင်စိုက်ခြင်းရတယ်ပေါ့တခါလေကျွန်တော်ရဲ့တက်တာမှာဖျားရဲ့စကားထက်အခြားသောအရာတွေပေါ့တွေးချောက်တဲ့အခက်တွေကျွန်တော်မှာအများကြီးရှိတယ်လောကအရာရဲ့အခက်တွေအများကြီးရှိလားစိုးရင်ချင်းပူပန်ခြင်းအလုတ်ကြောင်းကျမ်းမာရေးကြောင်းအဲ့ဒီအခက်တွေရှိလားရှိတယ်အဲ့ဒီအခက်တွေစီကိုကျွန်တော်တို့ရဲ့ဖျားသခင်စီကစီးဆင်းလာတဲ့နှုတ်ဘတ်တော်တွေကရှောက်သွားနေရအခါမှာအတီးကောင်းကောင်းမသိနိုင်အဲ့တော့ရှင်းလင်းဖို့လိုတယ်ခုတ်တွင်ရှင်းလင်းဖို့ကျွန်တော်ရဲ့ဖျားနဲ့မဆိုင်တဲ့အကိုင်းတချို့တွေကိုကျွန်တော်ချိုးပလိုက်ဖို့လိုဖျားသခင်ရဲ့နှုတ်ဘတ်တော်ကောင်းစွာမစီးဆင်းနိုင်ဖို့အဟန့်သားဖြစ်စေတဲ့အသက်တာရဲ့အစိတ်ပိုင်းတချို့တွေကိုကျွန်တော်ဘာလုပ်လိုက်ဖို့လို့လဲရှင်းလင်းလိုက်ဖို့တချို့နေရာတွေမှာကျွန်တော်ဖျားစကားကိုမကြားနိုင်အောင်ခုနကဆူတောင်းချက်တွေတင်ကြတယ်တနင်္ဂနွေနေ့မပိတ်ဘူးလို့ဘာလို့တနင်္ဂနွေကယုံကြည်သူတို့ဘာလို့ရေးကြီးလဲဆိုတော့တပတ်မှာတစ်ခါနှုတ်ဘတ်တော်ကိုဤကဲ့သို့အတူတကွဟောပြောဝင်ကကြားနာဖို့ကတနင်္ဂနွေပဲရှိတယ်လေကျန်တဲ့ရက်တွေမှာဖတ်ချင်ဖတ်တယ်မဖတ်ချင်မဖတ်ဖြစ်ဘူးပုံမှန်ဖတ်တဲ့လူလည်းဖတ်ပါတယ်ဒါပေမဲ့အလုပ်နဲ့ဗာနဲ့ဆိုတော့ကောင်းကောင်းဆင်ခြင်ချိန်မရဘဲနဲ့ကျွန်တော်အလုပ်ကိုသွားလာနေရတဲ့ခါမှာအဲ့တော့ကျွန်တော်အတွက်ဘုရားစကားကိုမကြားနိုင်မဲ့နေ့ရက်အချိန်ဘုရားစကားကိုကျွန်တော်မကြားကောင်းမွန်စွာမကြားနိုင်ဖို့အတွက်အိမ်ငိုက်ခြင်းတွေမျက်လုံးလေးတူလို့ပဲအကိုင်းခက်တွေဘာလို့လဲရှင်းအကိုင်းခက်ရှင်းလိုက်ပါအကိုင်းခက်ဘီနာအကိုင်းခက်ရှင်းပေးလိုက်အကိုင်းခက်ရှင်းလိုက်နှုတ်ဘက်တော်ကောင်းစွာဘာလို့ဖို့လဲစီးစင်းဖို့နှုတ်ဘက်တော်သူရှင်းလင်းစွာကြားဖို့ပင်စီတဲကတခင်ယေရှုကသူကစပစ်နွယ်ပင်စီဖြစ်တယ်လေသူကမှန်တော့စပစ်နွယ်ပင်သူ့မှာတည်နေတဲ့အကိုင်းခက်ကကျွန်တော်တို့ယေရှုခရစ်တော်ယုံကြည်လက်ခံလိုက်တာနဲ့ဖခင်နဲ့အဆက်အသွယ်ရသွားတဲ့ကျွန်တော်တို့ကသူ့စီမှာတွားပြီးမှဘာလို့လဲအကိုင်းခက်ဖြစ်တည်နေတဲ့အခက်တွေအဲ့တော့ကျွန်တော်ကိုအသီးသီးလာဖို့သူကမျှော်တယ်အဲ့တော့အသီးဘာလို့မသီးလဲဆိုတော့ခုတ်စရာရှင်းစရာတွေရှိတယ်ဘိနာလူပြောလိုက်ခုတ်စရာတွေရှိလားခုတ်လိုက်လို့ရှင်းလိုက်အာမင်
အဲ့ဒါတွေရှိနေကျွန်တော်ဘုရားစကားကိုရှင်းလင်းစွာမကြားနိုင်ရင်ကျွန်တော်အတိမသိနိုင်ယုံကြည်သူတယောက်ခရစ်ယာန်တယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်ဘာမသိနိုင်ရောလဲအတိမသိနိုင်အတိကဘာလဲဒီလားဘုရားကိုဂျေနှက်စေတယ်တခြားသူတွေကိုဂျေနှက်စေတယ်အတိကတခြားသူတွေကိုဂျေနှက်စေတယ်ဘုရားကိုဂျေနှက်စေတယ်ဘုရားကအတိတိမလားလို့ယေရှုကလာကြည့်တယ်တင်မောတပတ်မယ်အရွက်ရလှလိုက်တာအနားရောက်လာတော့အတိရမရှိရွက်ပုံသီးများရှိမလားမသိဘူးစောကြောရေတက်ကြည့်ပါဦးစောကြောတက်လဲဘာအသီးမှမရှိဘူးဘယ်တော့မှမရှိဘူးကိုတော့ရဲဆိုလဲလုံးဝမသိနဲ့တော့ခုနတင်မောတပတ်မယ်ပြောတာလုံးဝမသိနဲ့တော့တကယ်နောက်နေကြတော့အမြစ်ကနေပြိချောက်သွားတဲ့ခါမှာတပည့်တော်တွေကဟာယေရှုရဲ့ရက်ဆက်လိုက်တာအသီးလေးမပေးရနဲ့အဲ့လောက်စိတ်ဆိုးရတာငါပြောချင်နေတာဒီတစ်ပင်ကငါကြိမ်ချင်လို့ကြိမ်နေတာမဟုတ်နင်တို့အသက်တာကိုပြောနေတာဘေးနားလူပြောလိုက်တင့်ကိုပြောနေတာတင်အရွက်တင်နဲ့ဝေစာလနေတာထက်ဘာလို့နေလဲအသီးအဲ့ဒီအသီးတွေကိုဂလာတိထဲမှာပြောထားတယ်ချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းတစ္ဆာဆောင်ခြင်းစိတ်ရှည်ခြင်းကာမဂုဏ်ချုပ်တည်ခြင်းအများကြီးပဲအဲ့ဒါနောက်မှဝင်ရမယ်ဒီနေ့တော့အဲ့ဒါတွေခွဲခြမ်းစိတ်ပြဖို့မဟုတ်ဘူးဒီနေ့တော့ပြောချင်တာအသီးတဲ့ကာလတဲ့တခင်ယေရှုကကြည့်တဲ့အခါမှာဒီချင်းအသီးတဲ့ကာလပဲတဲ့သူ့အပင်ကိုသူသိတယ်ဒီချင်းအသီးတဲ့ကာလယုံကြည်သူဘုရားသားသမီးကအလောက်အစင်မပြေလို့မဝမ်းမြောက်ရတာမဟုတ်ဘူးတစုံတစ်ယောက်ကကျွန်တော်တို့ကိုပြစ်တင်ပြောဆိုလို့ကျွန်တော်တို့ကပြန်ပြစ်တင်ပြောဆိုဖို့ကယုံကြည်သူမဟုတ်ဘူးသူများတွေက7ထဲဝင်လို့ကျွန်တော်တို့လည်း7ထဲဝင်တာယုံကြည်သူရဲ့ကာလမဟုတ်ဘူးကျွန်တော်အသီးသီးရမယ့်ကာလရှိလားရှိတယ်ယေရှုကအဲ့ဒါကိုပြောနေတယ်အသီးများတွေ့မလားကာမဂုဏ်ချုပ်တီးခြင်းအသီးငါ့ကိုချစ်ပြီးမှရှောင်နေတဲ့အရာလေးတွေရှိမလားလာကြည့်ဒီချိန်ကတော့အလုပ်တွေတိတ်မကောင်းဆိုတော့ချီရောချီးမွမ်းနိုင်ရဲ့လားငါသားတပည့်ချီးမွမ်းခြင်းအသီးများရှိမလားလာကြည့်တယ်နင်ကအိုမမစင်တာနင်ကအိုမစင်ပြောတယ်နင်ကထုံငွေတွေနင်ငါပြောတာပဲတဲ့မဝယ်နဲ့ဘူးပြောတာနင်ကဝယ်လိုက်အခုမလောက်တော့အသီးများတွေ့မလားလို့တခင်ကအဲ့အသီးကတခင်ကိုဘာလုပ်စေလဲခြေနဲ့စေအဲ့အသီးကပြီးတပားတူတွေကိုဝမ်းမြောက်စေတယ်ဆင်းရဲဒုက္ခထဲမှာတင်ဝမ်းမြောက်နေတဲ့အရာကဘေးကလူတွေကိုဟာထူဆန်းလိုက်တာຫນွေခေါင်ကြီးမှာဘာလို့သူကအတီးတီးနေတာလဲခန္ဓာရကြီးမှာလာပေါက်နေတဲ့အပင်ကြည့်ရင်ထူဆန်းလားထူဆန်းတယ်ထူဆန်းလားတင်းနဲ့ကျွန်တော်ကိုဘုရားသခင်ကသူ၌တည်တဲ့စပြည့်ပင်ဖြစ်ရွေးထားခြင်းကအဲ့လိုထူဆန်းဖို့ဗျအာမင်အာမင်အသီးသီးတဲ့ကာလဘိနာလူပြောလိုက်အသီးသီးတဲ့ကာလဘာဖြစ်နေတီးရမယ့်ကာလဒီနေ့ကျွန်တော်အတွေ့အမှုတို့ဇနီးမောင်နှံကြည့်တဲ့အခါမှာအရန်ခက်ခဲနေတဲ့ကာလအနာရောဂါဖြစ်တယ်အလုပ်တွေထွက်ထားတယ်ကုသတဲ့ဈေးတွေရှိတယ်ရေရှည်နာမယ်ဒီလိုကာလအထဲမှာဘာလို့နေလဲဒီလားဘာလို့နေလဲတခင်ကလာကြည့်တယ်ငါအတီးရောတွေ့မလားကျော်ကတခါကျရင်ကျွန်တော်နာနေတာနဲ့ပဲသူများကိုဟိုမှာကြကြကဆိုင်ကမောက်သွားတယ်လေကျွန်တော်ဒီမှာလက်ဓာတ်ရှာတယ်လေဟောဘာဖြစ်နေလဲသွားချင်တာဒီမှာလက်ဓာတ်ရှာနေပါဆိုတော့ဘာလာပြောတယ်ဟိုမှာဆိုင်ကမောက်ထားတာခြေတော်ကြီးကျိုးလို့တကယ်မကျိုးပါဘူးနော်ဟုတ်ပြောကိုဓာတ်ရှာထားတာနဲ့ပတ်သက်ပြီးတော့သူများပေါ်မှာအတီးမပေးနိုင်တော့အပင်ရဲ့သဘောတဘာဝသူများအောင်အတီးပါလို့တာလေပေးတာသုံးစရာတဲ့ရော့မဝမ်းမြောက်လားဝမ်းမြောက်စမ်းပါအော်စိတ်တကြနေလားအော်စိတ်တမကြနဲ့ကျွန်တော်ကဒါမျိုးဖြစ်ရမှာလေဝမ်းနေတဲ့သူတွေ့တော့အေးလို့ဖြစ်မှာပေါ့နင်ကတော်နေတယ်ငါပို့ဆိုးတယ်သူများတို့စီကဘာစားမလဲကျွန်တော်ဆိုင်ကမောက်လာတယ်ဆိုတော့နင်ကဆိုင်ကမောက်တော်လေးကငါဟိုတော့လေလက်ဓာတ်ရှာတော့တွေးနေရထွက်တာခုတန်ရာကိုပြောဖို့ပဲရှိတယ်သူ့တန်ရာကိုကိုချင်းစားဖို့မရှိအသီးခေရှုကစားနေတာတင်မောတဖန်ပင်ကအသီးများပေးမလားတဲ့အရွက်တွေနဲ့လှနေတယ်ဆိုတော့အသီးတော့ရှိတော့ပြီအဝင်လာတော့ဘာအသီးမှမရှိတကယ်ရွှဲအဲ့ဥပမာကိုပြောခြင်းကစိတ်ဆိုးပြခြင်းလို့လည်းမဟုတ်တစ်ပင်ကိုအလကားနေကြိမ်ခြင်းလို့လည်းမဟုတ်
ယုံကြည်သူရဲ့အသက်တာတင်တို့လေတဲ့ဘုရားစကားမရှိရင်အတီးဆက်ဖက်ကြည့်အောင်အဲ့ဒီရဲ့ပိုက်ငယ်3ကနေတော့ဆက်ဖက်အောင်တင်တို့ဒီငါဟောပြောသောစကားအပြင်ယခုရှင်းလင်းလျက်ရှိကြ၏ထိုသူဒီများစွာသောအတီးကိုတီးတတ်၏ငါနှင့်ကွာလေတင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြယုံကြည်သူဘုရားသားမိတယောက်ကဖျားနဲ့ဖျားစကားနဲ့ကွာနေဘာမှမတတ်နိုင်ဘာအသီးမှကျွန်တော်မသိနိုင်အရွက်ဖြစ်ကောင်းဖြစ်နိုင်တယ်အရွက်တွေကခါကြရင်အရွက်တွေကအပေါ်ယံအရွက်တွေကဘာလဲအပေါ်ယံဒါပေမဲ့တကယ်လိုနေတာပါလေအသီးဖျားကျင်တဲ့အရာဒီစင်းရဲဒီခက်ခဲဒီဒုက္ခဒီပြဿနာတွေထဲမှာဖျားကျင်တဲ့အရာနဲ့ငါဘယ်လိုသက်ရှင်မလဲအဲ့ဒါဒီပူလောင်ဝမ်းနည်းမှုတွေထဲမှာငါဖျားအလိုရှိတဲ့အသက်တာနဲ့ဘယ်လိုသက်ရှင်မလဲအဲ့ဒါအတီးအဲ့ဒီအတီးကဘယ်ကနေပဲလဲဆိုရင်ဖျားစကားကြားခြင်းတဲ့ကျွန်တော်အဆက်တွေဖျားနဲ့အဆက်တွေလုပ်ဖို့ကဖျားစကားကြားခြင်းအဖြစ်ပဲတင်တို့ဒီငါ၌တည်၍ငါဒီတင်တို့၌တည်လင်းတဲ့တင်တို့ဒီအတီးတီးနိုင်နေတဲ့အပိုက်ရင်ငါးပါလေငါဒီစပြစ်နွယ်ပဲခရစ်တော်ကသူ့တူပါပြောလေစပြစ်နွယ်ပဲတင်တို့ဒီအခက်အကျဉ်သူဒီငါ၌တည်၍သူဒီလေငါ၌ဒီထိုသူဒီများစွာသောအတီးကိုတည်တယ်ဘုရားနဲ့ဆက်တွေရှိနေတဲ့တတအဲ့ဒီအသက်တာကပဲအတီးရှိတယ်အဲ့ဒီအသက်တာကပဲအတီးတီးရကာလမှာအတီးတီးနိုင်တယ်အဲ့ဒီရဲ့အသက်တာကဂန္ဓာရထဲမှာလည်းတီးနိုင်တယ်နင်းတော်ထဲမှာလည်းတီးနိုင်တယ်မိုးရွာနေရင်လည်းတီးနိုင်တယ်နေပြင်းလွန်းရင်လည်းတီးနိုင်တယ်ကြောက်ခဲတွေပဲရှိနေတဲ့နေရာမှာလည်းအတီးတီးနိုင်တယ်စူးတွေများနေရင်လည်းသူဘာလုပ်နိုင်လဲအတီးတီးနိုင်တယ်စူးပင်တွေကြားတွေထဲမှာအတီးမတီးနိုင်ဘူးလို့ပြောရမယ်ဟိုဘာလဲပန်းရောင်ရှိတဲ့ဘယ်ရီတီးလေစူးချုံကြားထဲမှာလေခြုံတော့အဲ့ဘယ်ရီတီးလေစူးချုံကြားထဲမှာပဲတီးတာပဲတီးနိုင်လားတီးနိုင်တဲ့ပင်ရှိပါတယ်ယုံကြည်သူဘုရားသားသမီးတယောက်ကဘယ်နာရှိနေစီကမို့အခြေအနေတိုင်းမှာအတီးတီးဖို့ခရစ်တော်ရဲ့စကားခရစ်တော်နဲ့ကျွန်တော်တို့ဆက်နွယ်နေဖို့လိုပါတယ်သင်ဘယ်အခြေအနေရောက်သွားပါစေဘုရားစကားကြားဖို့ပြန်လာပါသင်ဘယ်လိုအခြေအနေသင်ကိုယ်တိုင်မားတာဖြစ်စေတူတစ်ပါးဆွတ်ဆွဲတာဖြစ်စေအခြေအနေကသွန်းပို့တာဖြစ်စေဘယ်နာရောက်စေကမူသင်ကစပြစ်နွယ်ပင်ဖြစ်တဲ့ခရစ်တော်ဒီလိုနှုတ်ဘတ်တော်နာကိုပြန်လာပါများစွာတော့ဒီတီးဖို့ခရစ်တော်စီကအာဟာရတွေခွန်အားတွေဘုရားခင်ပေးစွမ်းနိုင်ပါတယ်အတီးအချိန်ကာလမျိုးအတီးတီးတော်ယုံကြည်သူများဖြစ်ဆက်လက်လျှောက်လန်းသက်ရှင်ကြပါစို့နှုတ်ဘတ်တော်အဖြစ်ရောက်စဉ်ဘုရားကောင်းချီးပေးပါစေ